လိုခေါ်လဲဆိုတော့လိုအပ်တည်တဲ့ပုံမတောင်းနဲ့ငါတို့မှာအရေးကိစ္စတွေအရမ်းများနေအခုကပွဲတယ်ပေးလိုက်ဖြူဖြူသေးကိုပွဲတယ်ပေးလိုက်နော်အခုအလဲကြတဲ့လူကတော့ဘုံနဂါးဖြစ်ပါတယ်အဲ့တော့ဘုံနဂါးကိုဒီဝါရန်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော်အခုပွဲရှာခိုင်းတယ်ပွဲရှာပြီးတော့တော်လိုင်းသမားချင်းချင်းမင်္ဂလာပါ good morning မှာဘုံနဂါးကိုပွဲတယ်ပေးတယ်ပွဲတယ်ပေးပြီးတော့ကျမတို့ပြည်သူတွေကမင်းအောင်လိုင်းဒုက္ခရောက်တော့မဲ့ ICC တို့ ICJ တို့မှာပျော်ရွှင်ဖို့အချမ်းဆိုမပေးဘူးပြည်သူတွေကိုအသက်ရှင်ခွင့်အသက်ရှူခွင့်တော့မပေးဘူးเนาะစောက်ပွဲတွေကြီးပဲရှာပြီးစောက်ပွဲလုပ်နေเนาะအဲ့ဒီကိတ်ဒီ ICJ အချိန်မှာ ICJ ပြောချင်တာဒီအဲ့ဒီကာလတုန်းကလည်းเนาะအဲ့မင်းအောင်လိုင်းမွေးထားတဲ့အာစာတွေပေါ့เนาะကျမတို့တိုင်းပြည်မှာလက်နက်ကင်တွေကိုမင်းအောင်လိုင်းကမွေးတယ်မွေးပြီးရင်စစ်ပစ်စားပြတယ်စစ်ကိုဖြစ်ပြီးတော့စားတာစစ်ဖြစ်တယ်စစ်ပစ်စစ်စရိတ်ယူတယ်ပြပရန်တို့ကိုကွယ်မယ်ဆိုပြီးကျမတို့တိုင်းပြည်ထဲမှာအမြဲတမ်းဂျင်းတွေကျွေးနေတာအဲ့တော့အဲ့ဒီအာစာဆိုတာကနော်အာစာဆိုတာကမင်းအောင်လိုင်းပဲမွေးထားတာစောချစ်သူကိုမွေးသလိုပဲမင်းအောင်လိုင်းကမွေးထားတာအဲ့ဒီမင်းအောင်လိုင်းမွေးထားတဲ့အဲ့ဒီအာစာကနော်အဲ့ဒီမှာရှိတဲ့ရိုဟင်ဂျာတွေကိုလည်းတတ်ဖူးတယ်နော်အဲ့ဒီတဲ့ကအဲ့ဒီ ICJ ရုံးကိုဘယ်သူမှမတင်ဘာဖြစ်လို့လဲဆိုတော့ရှင်းရှင်းပြောရရင်ဟိန္ဒူဘာသာဝင်တွေကိုအာစာတွေတတ်ဘူးတယ်ရိုဟင်ဂျာထဲမှာရှိတဲ့ဟိန္ဒူတွေရှိတယ်အဲ့ဒီဟိန္ဒူတွေကိုရိုဟင်ဂျာရက်ွက်တွေထဲမှာရှိတဲ့ဟိန္ဒူတွေကိုအဲ့ဒီအာစာတွေကတတ်ဘူးတယ်အဲ့ဒီအာစာတွေကတတ်ဘူးတဲ့ကိစ္စကို ICJ case ပါမတင်ဘူးအဲ့ဒါမျိုးကြရင်လူမျိုးတုံးတာမဟုတ်တော့ဘူးเนาะအဲ့ကြရင်နင်တို့ဗမာပြည်ကအတကုန်းနဲ့ပြောရင်ကန်ကန်ကျိုးပေါ့ဟုတ်တယ်မလားငါတို့တိုင်းပြည်ကမဟုတ်တာဆိုရင်ကန်ကန်အကျိုးနဲ့လွှဲချနော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းအောင်လိုင်းကအဲ့နာမှာရန်ဖြစ်အောင်ပြစ်စလက်ကထားတာနော်အဲ့နာမှာရန်ဖြစ်အောင်ပြစ်စလက်ကထားရတယ်ပြီးရင်စစ်ဖြစ်စားတယ်စစ်စရိတ်တောင်းတယ်နော်ဒီလိုအဲ့လိုမငြိမ်းမချမ်းဖြစ်နေတဲ့တိုင်းပြည်ကိုလက်တလုံးကြားလှုပ်ပြီးတော့သူတို့ရဲ့စစ်တပ်အင်အားကြီးကိုကြီးအောင်လုပ်တယ်နော်အမှန်ငါတို့မှာဘာပြပရံမှာဒိုးတွန်းလာနေရမလို့စီးပွားရေးနဲ့လာပြီးတော့လဝကြီးအုပ်ဖို့စ조사နေတရုတ်ရံပဲရှိတယ်နော်အဲ့တော့အဲ့ဒီကာလမှာအာစာတွေကဟိန္ဒူတွေအယောက်တရာလောက်ကိုတတ်သွားတဲ့ case တစ်ခုရှိတယ်အဲ့ဒီ case ကိုဘယ်သူမှမတင်ဘူးဘာဖြစ်လို့လဲဆိုတော့ဟိန္ဒူတွေဖြစ်တဲ့ဟိန္ဒူနိုင်ငံကြီးဖြစ်တဲ့အိန္ဒိယကလည်းငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့ဒီလိုလူတယောက်လားအယောက်တရာလောက်ကတော့တည်ကျင်တယ်လို့တည်ဆိုပြီးတော့သူတို့လည်းလာမရှင်းပေးဘူး ICJ ကိုလည်းဘယ်သူမှလည်းမတက်ကြအောင်ငါတို့ဗမာတွေကလည်းအဲ့အတန်နေမထွက်ဘူးအဲ့ဒီနေရာကတွားပြီးတော့ဒီအာနာရှင်တွေအတွက် sacrifice လုပ်ပေးတဲ့နေရာလို့ဖြစ်နေတနာပါတယ်နော်ဒါ ICJ ကိစ္စနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်ပါနော်အဲ့ဒီ ICJ ကိစ္စရှုံးသွားရင် UN ကိုတက်သွားမယ်နော် UN ကိုတက်သွားမယ်ဆိုတော့ UN ICJ ဆိုတော့လည်း UN ရဲ့အစိတ်ပိုင်းတစ်ခုပါပဲတရားစီရင်ရေးအတွက်ထားတာအဲ့တော့ UN ကိုတက်သွားရင်မင်းအောင်လိုင်းကအဲ့ဒီအချိန်မှာဖြစ်တဲ့မြန်မာနိုင်ငံတနိုင်ငံလုံးနာမည်ပြတ်မယ်လို့တိတ်ခါကြမယ်လို့စောက်ဖို့တွေပြောတာအဲ့ဒီအချိန်မှာတာဝန်ရှိတဲ့သိန်းစိန်ရဲ့ကာချုပ်ဖြစ်တဲ့မင်းအောင်လိုင်းရဲ့တာဝန်အရှိဆုံးပဲတမင်ကိုမြန်မာပြည်တဲ့အခုလည်းမြန်မာပြည်ထဲမှာ genocide တွေကအများကြီးပဲเนาะအညာပဲတုံကချင်တုံဗမာရှိကရင်တုံကျင်တဲ့လောက်တုံနော်မိုင်းလို့ဆိုရင်ကရင်တဝက်ဆက်တယ်အဲ့တော့ဗမာပြည်နယ်စပ်မှာကရင်မတွေရောင်းစားခံရတာကြားဖြန့်တွေကကရင်ထဲမှာဘောက်ပေါက်နေပြီးတော့အလုစားခံနေရတာအဲ့အရာတွေအကုန်လုံးကငါတို့ကရင်တွေကမငိုရတော့သူတို့ပဲငိုတယ်သူတို့ပဲနေရာတွေတောင်းတယ်နော်အခုသူတို့ဘာထက်တိုးတောင်းလဲသိလားနိုင်ငံသားဖြစ်ခွင့်အပြင်ကိုသူတို့ကဘာထက်တိုးတောင်းလဲဆိုတော့ထက်တောင်းတယ်တိုင်းရင်းသားထိုးတောင်းတယ်ဒီငရဲပြည်မှာတိုင်းရင်းသားဘယ်သူကလာလို့ကျင်တာလဲမသိဘူးမြန်မာပြည်ကငရဲဖြစ်နေတာဒီငရဲကြနေတဲ့နေရာမှာတိုင်းရင်းသားငါတို့တွေက
ဒီတိုင်းပြည်ထဲမှာနေခွင့်ရမယ်ဒီတိုင်းပြည်ကဥပဒေနဲ့နေမယ်ဒီတိုင်းပြည်ကအခွန်ဆောင်မယ်ဆိုရင်အဲ့ဒါနိုင်ငံသားပဲဘယ် state မှာပဲနေကဲအဲ့ရိုဟင်ဂျာမောင်နှမတွေမော်လမြိုင်ပဲသွားခေါ်တောင်းမဲ့နေကြိုက်တဲ့နေရာမှာနေအဲ့ဒီအခွင့်အရေးကိုတော့ပေးရမယ်ဒါပေမဲ့တိုင်းရင်းသားလာမတောင်းနဲ့ငါတို့တော့ဘာတိုင်းရင်းသားမှမသိငါဆိုရင်ကရင်နဲ့ဗမာနဲ့ဆက်ထားတာငါလည်းဘာတိုင်းရင်းသားလို့ပြောမယ်ဟုတ်တယ်မလားအဲ့တော့ဘယ်လိုခေါ်လဲဆိုတော့လိုအပ်တဲ့ပုံမတောင်းနဲ့ငါတို့မှာအရေးကိစ္စတွေအများများနေအခုကာလမင်းအောင်လိုင်းတော်လိုင်းရေးရလည်းရှိသေးတယ်နောက်ပြီးတော့ဒီမင်းအောင်လိုင်းပြုတ်ကြရေးရလည်းရှိသေးတယ်တခြားကိစ္စတွေလည်းရှိသေးတယ်ဒီကြားထဲမှာဒီအောင်ကြည်ညွန့်တို့ဖာပြန်တို့ကနေပြီးတော့အကြံစီရှိနဲ့ဒီကိစ္စမှာဘိုးနဂါကိစ္စကြီးကပေါ်လာဘိုးနဂါပေါ်လာပြီဆိုရင်အဲ့ဒါဖာပြန်တို့အောင်ကြည်ညွန့်တို့လက်ချက်ပဲနော်ဒီမှာပြောချင်တာကကျမတို့တော်လန်ရေးနိုင်ခြင်းရင်အဲ့ဒီ CRPH ဆိုတဲ့နော်လွတ်တော်အမတ်တွေဖွဲ့စည်းထားတဲ့အဲ့အဖွဲ့ကြီးကိုလက်မခံနဲ့အဲ့တစ်ဖွဲ့လုံးဖြုတ်ချလိုက်အဲ့တစ်ဖွဲ့လုံးကကျမတို့တိုင်းပြည်ရဲ့ဓမယံပဲအဖြတ်စည်းပဲတော်လန်ရေးကြံ့ကြာတာဟာ CRPH တောက် CRPH ကိုဘယ်သူမှကြော်ပြီးတော့တော်ပြီးတော့NUCC ဆိုတာလဲကလထိုင်6ခုရှိတယ်တိုင်းရင်းသားတွေရဲ့ကလထိုင်ဆိုတာအဲ့ကလထိုင်ထဲမှာတိုင်းရင်းသား135မျိုးလုံးကိုထိုင်ခိုင်းထားတယ်တရားရောက်ကလက်မခံဘူးဆိုအဲ့ကလထိုင်6ခုတွေကတစ်ခုကသွားရောဆိုတော့သူတို့ကနားလေပါရိုက်ပြီးတော့တိုင်းရင်းသားတွေကိုပေးမပြောထားဘူးပေးမပြောထားတော့တိုင်းရင်းသားတွေကလည်းသူတို့ထင်သလိုဘနာနာဖန်နေမဟုတ်အကုန်သိတယ်နားလေတယ်အဲ့တော့တိုင်းရင်းသားတွေကလည်းသူတို့နဲ့ပူးပေါင်းဖို့အများကြီးစဉ်းစားတယ်နော်အများကြီးစဉ်းစားတယ်ဒီ1027နိုင်တော့ဆိုရင်တိုင်းရင်းသားတွေကိုသူတို့ appreciate ရောကောင်းမှမသိဘူးပေးကမ်းချွန်ကျွဲခြင်းမရှိဘူးချွေမရန်တာမချွေဘူးအရန်မဲခံကျင်တယ်အဲ့တော့တိုင်းရင်းသားတွေကလည်း260ခံလာတဲ့ဆိုတာကအာနာရှင်စီကပဲခံလာရတာမဟုတ်မြန်မာတွေပါသူတို့ကိုလူလေကြတဲ့ဥစ္စာတွေသူတို့ခံရတယ်နိုင်ငံရေးသမားတွေရဲ့လှည့်ကွက်တွေသူတို့ခံရတယ်အဲ့တော့တိုင်းရင်းသားတွေလည်းငချင်းတွေငပေတူးတွေမဟုတ်တိုင်းရင်းသားတွေလည်းနှစ်များစွာဒီတော်လိုင်းရေးလှုပ်လာတဲ့အတွက်တိုင်းရင်းသားတွေလည်း smart တွေနော်ကိုတက်တော်တော်သေးတယ်တချို့တိုင်းရင်းသားတွေဆိုနာဆာသွားတဲ့မတ်နေနေအောင်ဆိုတာတချင်းနော်လူအောင်တို့မျိုးတွေအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးရင်ဒီအွန်လိုင်းကိုနိုင်ကျင်လာမောင်နှမတွေNUG ထဲမှာရှိတဲ့ဝန်ကြီးအများကြီးကိုနေရာပြောင်းလိုက်လွင်ကိုလက်ဖြုတ်လိုက်ရီမွန်ဖြုတ်လိုက်ပြီးတော့အဲ့ဒီ NUG အစိုးရကိုထပ်ပြီးတော့တည်တံ့ကျင်တယ်ဆိုရင်အဲ့ဒီ CRPH ဆိုတဲ့ထိတ်ဆုံးကပြောင်းသွားတဲ့တတိယနိုင်ငံကိုရောက်နေတဲ့အဲ့ဒီအမတ်တွေနော်အဲ့ဒီအမတ်တွေငါတို့အလိုမရှိတော့နော်ငါတို့တိုင်းပြည်မှာဆွစ်ဇာလန်နိုင်ငံမှာခုနကတော့တင်လာတာအကိုတယောက်စီဆွစ်ဇာလန်နိုင်ငံမှာဆိုရင်လူနည်းစုကပြန်ပြီးတော့သူတို့ရွေးကောက်တင်မြှောက်ထားတာမှန်တယ်ဒါပေမဲ့အဲ့ဒီလူကိုမကြိုက်ရင်ချက်ချင်းပြန်ဖြုတ်ပြတာလူနည်းစုကနေပြီးတော့ဒီလူကိုငါတို့မကြိုက်ဘူးဆိုရင်ပြောပိုင်ခွင့်ရှိတယ်လူအနည်းစုရဲ့စကားဆုံးလူနည်းစုအသေးဆုံးလူစုရဲ့စကားကိုနားထောင်ဖို့အတွက်ငါတို့ဒီလူကိုအလိုမရှိဘူးဆိုလူ3သိန်းလောက်ကသူတို့ပလစ်လိုက်ရင်သူတို့အခုဆွစ်ဇာလန်နိုင်ငံကြီးနော်အရန်ချမ်းသာတဲ့နိုင်ငံကြီးမှာအဲ့ဒီထိတ်ဆုံးမှာရှိတဲ့သမ္မတတွေဝင်ကြီးချုပ်တွေကိုမကြိုက်ဘူးဆိုကိုမကြိုက်တဲ့အကြောင်းချက်ချင်းပြောပြီးတော့အလုပ်ထုတ်ပြလို့ရတယ်ကိုကမဲပေးထားတာကိုမဲပေးထားတဲ့လူကိုမခင်မိုးတို့ဒီမှာမာကြီးတို့ဆိုရင်ဒီမှာဒေါ်နယ်ထရန့်ရဲ့ဒုက္ခပေးတာကိုနောက်3နှစ်လောက်ရင်တမနဲ့တခြားနိုင်ငံသားတွေစိတ်ပူအောင်မယ်နော်ဘာလို့လဲဆိုတော့နင်ပေးထားတာကိုလို့ပြောမှာပေါ့နော်ဒါကတော့ immigration ဥပဒေဟာသူ့ရဲ့ American အတွက်လုပ်တာနော် ICE ဖမ်းတာတော့လွန်တယ် immigration ဥပဒေကတော့သူ့ရဲ့ American အတွက် deep state cleaning လုပ်တာနော်မိုင်းဒီလွန်တာတွေပြောတယ်ကောင်းတာတွေပြောလို့ရှိတယ်သူ့ရဲ့ immigration ဥပဒေကကောင်းတယ်ဒါပေမဲ့ ICE နဲ့အဲ့လိုဝယုံသုံးကားတွေလုပ်တာကြောက်စရာကြီးငါတို့ကိုဗစ်တုန်းကတော့မှအဲ့လိုဝယုံသုံးကားတွေမဖြစ်ဘူးနော်ဒီကာလမှာဒီလူတွေကိုသူတို့ full authority ပေးထားတယ်အဲ့ဒီလူတွေကနေပြီးတော့နော်ပြည်သူတွေကိုအကြမ်းဖက်တဲ့ဒါဒီမိုကရေစီစံချိန်စံနှုန်းမဟုတ်ဘူးအဲ့တော့ပြောချင်တာကဘာလဲဆိုတော့သူသမ္မတတစ်ခုဖြစ်ဖို့အတွက်နောက်သမ္မတကိုစောင့်ဖို့အတွက်နောက်3နှစ်လောက်လူတွေရင်တက်ထိတ်ရင်ဖို့နဲ့ထပ်ဆောင်အောင်ဒါပေမဲ့ဆွစ်ဇာလန်မှာကျတော့အဲ့ဒီလိုမျိုးရုံးရင်းဆန်ကဖြစ်လို့ပြည်သူကမကြိုက်ရင်ပြန်ဖြုတ်ချပလိုက်နော်ပြန်ဖြုတ်ချပလိုက်တာပြည်သူမှာပါဝါရှိဆုံးအဲ့တော့အခုဒေါ်လာရင်းနိုင်ခြင်းလားဒေါ်လာရင်းနိုင်ခြင်းရင်အောင်ကြည်ညို့တို့ဘာလို့ဖွဲ့စည်းထားတဲ့အဲ့ဒီ CRPH ကိုမလိုချင်ဘူးလို့ပြောပြည်သူတွေကလည်းများများပြောအောင်ပြည်သူတွေများများပြောမှ
NUG မှာခန့်ထားတဲ့ထဲမှာဇင်မောင်တို့လည်းပါနေသေးတယ်အဲ့ဇင်မောင်တို့က CRPH မှာပါတယ်နော်အဲ့ဒီ CRPH နဲ့ဒီနားလေပါရိုက်ထားတာပြည်သူတွေကို CRPH ကလူက NUG ထဲမှာပါတယ်အဲ့တော့ဟို NUG မှာအမိုက်လေးတွေရှိရင် CRPH ကိုထပ်တင်ရတယ် CRPH ကမဖြုတ်ရင် CRPH ထဲမှာလည်းဒီ judge လုပ်မဲ့ဒီဝင်ကြီးတွေကလည်းဒီလူတွေပဲဖြစ်နေတော့ဒီလူတွေကိုငါဘယ်လူကပြန်ဖြုတ်မဲ့လူလည်းမရှိဘူးပြီးတော့ဘာလို့လဲဆိုသူတို့ကမင်းအောင်လိုင်းရဲ့ပြင်ပလူတွေဖြစ်တဲ့အတွက်အခုတက်ခံဆိုရင်မကြိုက်ဘူးဆိုရင်ဆွဲစီလိုက်တယ်ဖြုတ်လိုက်တယ်လွှဲတယ်မင်းအောင်လိုင်းပါဝါနဲ့ဆိုလွှဲတယ်အခုပြည်သူတွေတစားစားနဲ့អော်နေတို့ NUG ကအလုံးလောက်တာတွေပြကြတော့နော် CRPH ကဝါရတာကို NUG ကပြောလို့မရဘူး NUG ဝါရတာကို CRPH ကအမိန့်မချဘူးဘာဖြစ်လို့လဲဆိုတော့ငါတို့ကတရားဥပဒေမဲ့ဆိုတာပြည်ပကလူတွေလှုပ်ချင်တိုင်းလှုပ်တော့ခံနေရတာနော်တရားဥပဒေလှုပ်ချင်အခုဒီအစိုးရဆိုတဲ့လူတွေကမိုင်းတို့အတိုင်းမျိုးဘာမှလည်းလှုပ်မပေးနိုင်ဘူးစရင်ပြဆိုရင်ကြည်ပြလို့အမှုလောက်တောင်မှသူတို့မှဘာမှမလှုပ်ပေးနိုင်ဘူးအဲ့တော့အစိုးရဆိုတာကတာဝန်ယူမှုတာဝန်ခံမှုရှိရတယ်အမကြီးခဏပြောမှုတဲ့စကားထဲမှာပါတယ်အငယ်ဦးထင်ကျော်တမနာကြီးဦးထင်ကျော်ဟာ तू မလုံနိုင်တဲ့အချိန်ကျတော့ကျွန်တော်နှုတ်ထွက်တယ်ဆိုထွက်သွားတယ်တိတ်ခါရှိတယ်တမိုင်းမှာလည်းလှတယ်ဘာဖြစ်လို့လဲဆိုအရန် stress များတယ်ဟိုဘက်ကအစိတ်သားနဲ့ငါတို့ပေးထားတဲ့85ချက်သားနဲ့အဲ့ဒီထဲမှာ86ဟို80ရာခိုင်နှုန်းလား86ရာခိုင်နှုန်းဟို voting လုပ်ရင်ဒီဥပဒေကဟိုဟာဖြစ်ဒိုးပါကွယ်နော်အဲ့တော့ဟိုဘယ်လိုခေါ်လဲဆိုတော့သူတို့ကဟို CRPH ကလူတွေကမြန်မာပြည်အတွက်ဘာရေးမှမရှိဘူးတတိယနိုင်ငံမှာနေတယ်ကျမတို့တိုင်းပြည်ကိုမရှုပ်အောင်လုပ်တယ်ဒီလိုမျိုးအခု ICJ ကိစ္စတွေပါပေါ်ပေါက်နေပြီဆိုရင်နော် ICJ ပုံကြတွေပါပေါ်ပေါက်နေပြီဆိုရင်ဘိုနဂါ case လိုမျိုးနောက်တချို့သောကိစ္စတွေနဲ့တချို့သောကိစ္စတွေနဲ့လောက်ကြံဖန်သိပြီးတော့လေလိုင်းထဲမှာရန်လို့အောင်မယ်ကျမတို့မောင်နှမတွေကရန်မဲဖြစ်နေရတယ်ကျမတို့ပြည်သူတွေကနည်းနည်းပါးပါးပျော်လို့မရဘူးဟမ် ICJ မှာမေလို့ဒုက္ခရောက်တော့မယ်ဂျင်းလျှောက်တော့မယ် ICC ထပ်တက်တော့မယ်ကျမတို့ပြည်သူတွေကနည်းနည်းပါးပါးပျော်တာလေးနဲ့မထိုက်တန်ဘူးလားအပျော်လေးနဲ့ကျမတို့ပြည်သူတွေကမထိုက်တန်ဘူးလားခဏဒီရန်ဖြစ်ပွဲတွေပဲကြည်နေရမှာလားအခုကလက်နက်ကင်ရန်ဖြစ်ပွဲနော်အခုကလက်နက်ကင်ရန်ဖြစ်ပွဲဒီတိုင်းသားတွေကတဖြည်းဖြည်းဖော်ဆောင်လာပြီတိုက်ပွဲတွေကဖော်ဆောင်လာပြီနော်အခုသူတို့တရေတွေထဲမှာဘာပြောလဲတင်နီလာရေးနေရာကနေဘာပစ္စည်းတွေထုတ်သွားညာပစ္စည်းတွေထုတ်သွားသူတို့နေရာတွေကရောဘာတွေလုပ်နေလဲတစ်ခုတ်တာပဲလေသူတို့နေရာတွေကဘာတွေလုပ်လဲရွှေတူးတာပဲလေအဲ့ဒါဘာတရားဝင်ဆိုရဆိုပြီးတော့သူများရဲ့နေမြေတွေကိုချုပ်ချင်တာအဲ့ဒါဆိုရင်နင်တို့နဲ့ဘယ်တိုင်းရင်းသားမှလာပြီးတော့မပေါင်းတော့NUG ရလူတွေတင်နီလာရေးသတင်းကိုတင်တယ်တင်နီလာရေးရတဲ့အဲ့နားမှာပစ္စည်းတွေထုတ်နေတယ်ဆိုပြီးတော့သတင်းကြီးနဲ့ကြင်ကြလာတယ်အဲ့ဒီတင်နီလာရေးကသူ့နေရာကနေသူထုတ်သွားတာလေနင်တို့နေရာကိုလာပြီးကြော်ပြီးတော့တနက်နဲ့ပြစ်ပြီးတော့နင်တို့စီကလာထုတ်သွားတာမဟုတ်ဘူးလေသူများဝါရန်တားတာတော့မှနင်တို့မှာဒါဥပဒေရှိတယ်ဥပဒေမရှိဆိုတော့ဘိုနဂါကငါတို့ပြည်သူတွေလက်ခံတယ်လေနင်တို့ပြည်သူလက်ခံတဲ့လူကိုနင်တို့လက်မခံဘူးဆိုတော့နင်တို့ကဘာကြီးတွေတော့ငါဘိုနဂါကိုဆူတာပဲဆူတာနော်ဘိုနဂါဟိုအမလုံးနဲ့ဒီအမလုံးငါမရွှီးနော်ငါမရွှီးဘူးနော်ဘိုနဂါမကနဲ့ live တွေခဏမလွှဲနဲ့ငါဆူတယ်နော်ပွဲမကပဲနဲ့ဘာလုပ်နေရလဲဆိုငါဆူတယ်နော်လူသိရှင်ညာငါမျက်နှာကြီးကိုပြူးပြဲနေရပဲနော်ငါတို့လူသိအောင်ငါပြူးပြဲဆူတာပဲနော်အေးဒါပေမဲ့ငါတို့လက်ခံထားတဲ့လူကိုနင်တို့အစိုးရဆိုတဲ့လူတွေကဘာဖြစ်လို့လက်မခံတာလဲပြောလေနင်တို့ငါတို့က vote ထားတာမဟုတ်ဘူးလေငါတို့ vote ထားတဲ့လူတွေကအထဲထဲမှာလေနင်တို့ကလွတ်တော်မတက်သေးဘူးလေရွေးကောက်ခံအနာတဲ့အမတ်တွေဆိုပြီးတော့နင်တို့ CRPH ကဘာကြောင့်ငါတို့လူတွေလက်ခံနေတဲ့ခေါင်းဆောင်နင်တို့ကဘာလို့လက်မခံတာအဲ့ဒီလူတွေကိုနင်တို့ဒီလိုသူ့ဖန်တွေရောပဲနင်တို့ဒီလိုဝါရန်တာတွေမရှိအောင်နင်တို့ကလည်းလာတိုင်း1000တသိန်းလှူနေရမှာသူ့ဖန်တွေကလည်းအလုတ်စ조사ပြီးကိုချစ်တဲ့လူကိုအဲ့လိုမျိုးပြဿနာတွေမဖြစ်အောင်ပတ်စံပို့နေရတာအိုးစားပဲတစ်ခုရှိမှပွဲမလုပ်ရဘူးလောက်ရမယ်ပွဲအိုးစားပဲရှိမှပတ်စံကောက်ရတာမဟုတ်ဘုံနဂါးစီမှာလာစင်ကြီးကိုသွားပြီးတော့ပေးနေရမှာ TikTok မှာကိုပြန်ဆိုးရှိတယ်ကိုရှိုင်းတို့မောင်ရှိုင်းတို့ရှိတယ်ချစ်တယ်ဆိုတာ prove it အချစ်ဆိုတာတတ်သိပြရတယ်ငါ့ကိုဆဲတဲ့ခါကျရင်တို့ချစ်တယ်ဆိုပြီးတော့ငါဝိုင်းတုံးကြငါ line ပေါ်မှာဘွားကြီး hot shot လုပ်နေဆိုပြီးတော့နော်ဒါတို့တကားချစ်သူတွေကိုစူတာဒါပေမဲ့
အဲ့ဒီဘိုးနဂါကိုငါတို့လက်ခံတယ်လေအဲ့ဒီပလဲတဝဲကလက်ခံတယ်လေနင်တို့မွေးထားတဲ့လူတွေဒါမလက်ခံလက်မခံတာလေလိုင်းပေါ်ကနင်တို့လေလိုင်းတော်လိုင်းသမားတွေပဲလက်မခံတာလေတကယ်သူ့ရဲ့ချစ်သူတွေသူ့ရဲ့ပြည်သူတွေသူ့ကိုတိုင်းရင်းသားတွေလည်းလက်ခံတယ်ရခိုင်တွေလက်ခံတယ်ခုနရခိုင်တွေနဲ့ငါစကားပြောတာအေးတက်တော်မှာအရေးပါအရာရောက်တဲ့လူနဲ့ငါစကားပြောနေခုနအဲ့ဒီလူတွေလက်ခံတယ် KNU တွေလက်ခံတယ် KIA တွေလက်ခံတယ်နင်တို့ဘာလို့လက်မခံတာလဲအေးနင်တို့အချင်းချင်းတော့အဲ့လိုမျိုးဟိုကြိုက်ဒီကြိုက်ဆိုနင်တို့ဘယ်တိုင်းသားယုံပါလဲနင်တို့အန်ယူဂျီဆိုတဲ့ဟာတွေကိုနင်တို့ဘယ်တိုင်းရင်းသားတွေကယုံမှာတော့အန်ယူဂျီနဲ့ဗမာနဲ့မတူဘူးနော်ဗမာနဲ့အန်ယူဂျီနဲ့ရောမကြိတ်တဲ့ပြည်သူတွေကမပြောရတော့ဘူးအခုမင်းအောင်လိုက်စရင်ကလိုင်းပေါ်မှာမရှိတော့ဘူးဘုံနဂါကိစ္စပဲရံဖြစ်ခိုင်းတာတယ်သူကသူကြိုးတန်းတာနင်တို့တီရာယူမွန်ကြိုးတန်းတာကြောင့်နင်တို့တရားဝင်တာပေါ့တီရာယူမွန်တို့ကြိုးတန်းတာကြောင့်နင်တို့တရားဝင်တာပေါ့ဟုတ်လားငါတို့ပြည်သူတွေငနှုံးတွေဘနာနာဖန်တွေအောင်းမေ့ပြီးတော့ငါတို့ဟိုဘုံနဂါအဲ့လိုလောက်တာတရားမဝင်ဘူးဆိုတော့တီရာယူမွန်ကြိုးတန်းတာတရားဝင်တယ်ပေါ့တို့ဘာလာကြည့်တာလဲဟမ်လင်းသေးလင်းစားရတဲ့ကောင်မလင်းဖန်းသွားတာကိုပျော်ပျော်နေတဲ့ကောင်မကြတော့တရားဝင်တယ်ပေါ့နင်တို့အတွက်ဟမ်ဘာနည်းနည်းပြောအောင်ငါ့အဲ့ CRPH ဆိုတဲ့တတိယနိုင်ငံကိုရောက်နေတဲ့မတာလောင်းကြီးတွေအဖိုးအိုကြီးတွေမထားနဲ့တော့ဒီအဖိုးကြီးတွေကျမတို့တိုင်းမျိုးလှုပ်ရှင်တာကြီးရှောက်လုံနေတာမင်းအောင်လိုင်းနဲ့ပေါင်းပြီးတော့ကျမတို့တိုင်းမျိုးဖြတ်စည်းနေတာမင်းအောင်လိုင်းဟိုဒီလိုမျိုးအတွန်းရှည်ရေးအတွက်ပတ်စံတွေခိုးပေးနေတာတခိုးဆိုရင်အဲ့ဒါမင်းအောင်လိုင်းလုံမှာဆိုလို့ပတ်စံကြားတွေကခိုးပေးနေတာအဲ့ဒါပဲဒီမှာနေခိုးကြင်ခိုးနောက်တစ်ထိန်ကျရင်နေကတော်လိုင်းမိခင်ဆိုပေါ်ဝါတွေချပြီးတို့ပြန်ဝင်လာအောင်မယ်မိုးဟိန်းတို့ဟိုကိုကြီးတို့လိုမျိုးပြည်ပြက်တွေဇော်ဦးတို့လိုမျိုးအကြံပေးတွေလာအောင်မှာဒီတဲ့ဟိုအညွန့်ဖူးတွေဘယ်နှခါဘယ်လောက်ထပ်သေးပေးအောင်လဲဒီရင်းတွေကကလေးတွေဘယ်နှယောက်ထပ်သေးပေးအောင်လဲနင်တို့နိုင်ငံရေးအယူတွေတော့နင်တို့ကအစိုးရဆိုတော့နင်တို့တီတာရုံမဝါရမတာနဲ့သွားပြောလေ